အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မောင်ဆန်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့အမှန်ကဆိုကျွန်တော်တင်ရချင်းနဲ့ဘယ်လိုချိတ်ဆော်ရမလဲဆိုတာပြောပြပေးသွားမှာပါကျွန်တော်ပထမအဆုံးအနေနဲ့ France ကိုနှိပ်မယ်ဒီမှာဆိုရင်ကျွန်တော်အရင်ဆုံး France ရင်အပ်ရမယ်ပေါ့နော် France အပ်မယ်ဆိုရင်အရင်ဆုံးဒါလေးကိုနှိပ်ပေးရပါမယ်ပြီးပြီဆိုရင်ကိုနဲ့ချိတ်ဆော်မဲ့သူရဲ့ VR code ကိုထည့်ပေးရမှာပါ VR code ဆိုတာကတော့ဒီနားဟာလေးကိုပြောတာဖြစ်ပါတယ်အဲ့ code ကိုဘယ်လိုကြည့်မလဲဆိုတော့ဒီနားဟာလေးကိုနှိပ်ပြီးတော့ကြည့်လို့ရသလိုဒီလိုမျိုးလုပ်ပြီးတော့လည်းကြည့်လို့ရပါတယ်ပြီးပြီဆိုရင်ဒီနားစလုံးလေးကိုကိုယ့်ရဲ့ဖုန်းထဲမှာထည့်ပေးအောင်ဖြစ်ပါတယ်ပြီးရင်ဒါလေးကိုနှိပ်လိုက်ပါဒီမှာဆိုရင်ကျွန်တော်နဲ့ချိတ်ဆော့မဲ့သူကကျွန်တော်နဲ့ friend ဖြစ်ပြီးသားမလို့ဒီလိုလေးပေါ်လာဖြစ်ပါတယ်ကိုအားထားသူကလက်ခံပြီးဆိုရင်တော့ရပါပြီပြီးရင်တော့ကျွန်တော် online ဆိုတာကိုနှိပ်မယ်ဒီမှာဆိုရင်တော့ကိုပိုင်အခန်းထောင်ပြီးတော့ပဲဆော့မလားဒါမှမဟုတ်သူများအခန်းထဲဝင်ပြီးတော့ကိုတငယ်ချင်းကိုပြန်ခေါ်ပြီးတော့ဆော့မလားဒါမှမဟုတ်ကိုနဲ့ချိတ်ဆော့တဲ့သူကဝင်တက်လို့ကုတ်လေးနဲ့ပဲဝင်မလားအကုန်ရပါတယ်ဒါတွေအားလုံးကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်ပထမအဆုံးတစ်ခုကတော့ create game ဆိုတာလေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကိုပိုင်စိတ်ကြိုက်ပြင်ဆင်ပြီးတော့အခန်းထောင်လိုက်ပါကိုနဲ့ချိတ်ဆော့မဲ့သူကလည်း region မှာကိုနဲ့တူတဲ့ထားမှရမှာပါဒီမှာဆိုရင်ကျွန်တော်ကတော့ရောက်ပါပြီဒီနားလေးက privacy ဆိုတဲ့နားမှာ private ကတော့ကိုနဲ့မသိတဲ့လူတွေဝင်လို့မရပါဘူး public ထားရင်တော့မသိတဲ့လူတွေဝင်လာနိုင်ပါတယ် okay ဒါဆိုရင်ကျွန်တော်နဲ့ချိတ်ဆော့မဲ့သူကိုခေါ်လိုက်ရအောင်ကိုနဲ့ချိတ်ဆော့မဲ့သူကိုခေါ်မယ်ဆိုရင်ဒီထဲဝင်ပေးရမှာပါဒီမှာဆိုရင်ကိုနဲ့ချိတ်ဆော့မဲ့သူကိုခေါ်လိုက်ပြီပေါ့နော်ဒီမှာဆိုရင်ကိုနဲ့ချိတ်ဆော့မဲ့သူရဲ့ဖုန်းမှာဒါမျိုးလေးပို့လာပါလိမ့်မယ်ပြီးရင် friend နဲ့ဝင်ပြီးတော့လက်ခံလိုက်ရပါပြီဒါဆိုရင်တော့ရောက်ပြီပေါ့နော်နောက်တစ်တနည်းကတော့ကိုနဲ့ချိတ်ဆော့မဲ့လူကြီးအတွက်နဲနေရင်ဒါမျိုးလိုက်လို့တင်ပါတယ်အရင်ဆုံး file game နဲ့ဝင်မယ်ဒီမှာဆိုရင်တော့ကိုကြိုက်တဲ့အခန်းတစ်ခန်းကိုဝင်လိုက်ပါပြီးရင်ခုနအတိုင်းပဲတကယ်ချင်းကိုပြန်ခေါ်လိုက်ပါပြီးရင်တော့ခုနအတိုင်းပဲ friend နဲ့ဝင်ပြီးတော့လက်ခံလိုက်ရပါပဲဒါဆိုရင်တော့သူများရဲ့ချိတ်ဆော့လို့ရတော့ပါပြီနောက်ဆုံးတစ်ခုကတော့အန်နာကုတ်ဆိုတာလေးနဲ့ချိတ်ဆော့နေကိုပြပြပေးသွားမှာပါအရင်ဆုံးကိုကြိုက်တဲ့အခန်းတစ်ခန်းကိုရင်ဝင်လိုက်ပါကိုပိုင်အခန်းပဲဖြစ်ဖြစ်သူများအခန်းဖြစ်ဖြစ်ဝင်လို့ရပါတယ်ဒီမှာဆိုရင်ဒီနာအကုတ်လေးကိုနဲ့ချိတ်ဆော့မဲ့သူကထည့်ပေးရမှာဖြစ်ပါတယ်ကိုနဲ့ချိတ်ဆော့မဲ့သူကအန်တာကုတ်ထဲဝင်ပြီးတော့ခုနကျွန်တော်ဖုန်းကပေါ်တဲ့ကုတ်လေးကိုထည့်ပေးလိုက်ရုံပါပဲဒါဆိုရင်တော့ရပါပြီဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like subscribe လုပ်သားပေးကြဖို့တောင်းဆိုချင်ပါတယ်